ပြင်ဦးလွင်မြို့ရဲ့အနီးစခန်းမှာပတ်ဝန်းကျင်တန့်ပြီးတော့ဈေးနှုန်းအနေနဲ့ကလည်းကျွန်တော်ရဲ့မိတ်ဆွေတွေ3500နဲ့4000ကြားထဲမှာသုံးမယ်ဆိုတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်ဒီအိမ်လေးတစ်လုံးကိုအယောင်မိတ်ဆက်ပေးမှာဖြစ်ပါတယ်နေရာကလည်းဒါအိမ်ယာဝင်းအနေထားမျိုးဖြစ်ပြီးတော့ပတ်ဝန်းကျင်ကလည်းအရန်ကိုတန့်နေအိမ်အရှိလမ်းကလည်း25ပြီလမ်းဖြစ်ပြီးတော့ကတ္တရာလမ်းကိုလမ်းတင်ထားတဲ့အကွက်အနေထားမျိုးဖြစ်တယ်ဒီအိမ်ကခြံဝန်းအကျယ်ကတော့ပေ40-60ပုံမှာတိဆောက်ထားတဲ့ RC နှစ်ထပ်တိုက်လေးဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ကတော့ပြင်ဦးလွင်မှာနေရာကောင်းလမ်းတာပြီးတော့အကျိုးမြတ်ရနိုင်မယ့်နေရာတွေကိုပဲရွေးချယ်မိတ်ဆက်ပြီးတဲ့ဆွေထုံပြင်ဦးလွင်အိမ်ချမြေကကိုဖြိုးဖြစ်ပါတယ်ဒီနေရာကဒါကျွန်တော်တို့လေစိတ်အရှိကစီတာ3လမ်းကနေမန္တလေးလာရှိုးလမ်းကနေဆိုရင်10မိနစ်လောက်ဝင်လာလိုက်တာနဲ့ရောက်တယ်အိမ်ကလည်း RC နှစ်ထပ်တိုက်ဖြစ်ပြီးတော့ဝင်ချင်းမှာဒါအေကန်းကျယ်တစ်ခုရှိတဲ့အနေအထားမျိုးဖြစ်ပါတယ်အောက်ထပ်မှာအခန်းဖွဲ့နေနေရတော့အေကန်းကျယ်တစ်ခုပါမယ်မာစတာကန်တစ်ခန်းနဲ့ Dining Kitchen Area မျိုးဖြစ်ပါတယ်အနီးနားပတ်ဝန်းကျင်ဆိုလဲလူနေအိမ်ကြီးအိမ်ကောင်းတွေနဲ့တည်ရှိတဲ့ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်တဲ့အခန်းဖွဲ့တွေကလည်းလင်းလင်းရှင်းရှင်းရှိပြီးတော့ကျယ်ဝန်းတဲ့အနေအထားမျိုးဖြစ်ပါတယ်။ Dining Kitchen ဆိုရင်လည်းဒါကျယ်ဝန်းတဲ့အနေအထားမျိုးဆိုတော့အင်ရှင်မတွေစိတ်ကြိုက်ဖြစ်စီမယ်အနေအထားမျိုးလေးကိုဖွဲ့စည်းတည်ဆောက်ထားတယ်။အိမ်ရဲ့အနောက်မှာလည်းဒါမြေပူအနေနဲ့ရှိပြီးတော့ဘုံသုံးလို့ရမယ့်ရေချိုးခန်းအိမ်သာဆိုလဲဒါကျယ်ဝန်းပြီးတော့လင်းလင်းရှင်းရှင်းရှိတဲ့အနေအထားမျိုးဖြစ်ပါတယ်။အိမ်ရဲ့အနောက်မှာလည်းအဝတ်လန်းတာပဲဖြစ်ဖြစ်ပစ္စည်းထားတာပဲဖြစ်ဖြစ်နေရာအနေနဲ့ပါရှိမယ်။အပေါ်ဓာတ်မှာကတော့အခန်းဖွဲ့အနေနဲ့ကအေကန်းကျယ်တစ်ခုနဲ့နောက်ထပ် Master တစ်ခန်း Single တစ်ခန်းပါရှိတဲ့အနေအထားမျိုးလေးဖြစ်တယ်။နေရာအနေထားကလည်းဂုံးအနေအထားမျိုးဆိုတော့တောင်ပေါ်မြို့ရဲ့ vibe ကိုလည်းအပြည့်အဝခံစားလို့ရမယ်။အနီးနားပတ်ဝန်းကျင်ဆိုလဲဒါအိမ်ကောင်းတွေနဲ့တည်ရှိတဲ့ပတ်ဝန်းကျင်ကောင်းတစ်ခုလည်းဖြစ်ပါတယ်ခေါ်ဆိုထားတဲ့ဈေးနှုန်းအနေနဲ့ကတော့ဒါပေ40-60 RC နှစ်ထပ်တိုက်ကိုခေါ်ဆိုထားတဲ့ဈေးနှုန်းက3900ပဲခေါ်ဆိုထားတာဖြစ်ပါတယ်ဗျကျွန်တော်ရဲ့ထုံးစံတိုင်းပိုင်ရှင်တဲ့ဓာတ်ရိုက်ကိုမှစိတ်ကြိုက်ဈေးညီနိုင်လို့ရမယ်စိတ်ဝင်စားတယ်ဆိုတော့ကျွန်တော်ရဲ့စုရုံကိုဆက်သွယ်စုံစမ်းလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ